အတန်ထွက်နီးစက်တဲ့ထိုင်းစာလုံးကိုလာလေ့လာကြည့်မယ်နော်နံပါတ်1အော်အာအာဟောအာရောဟန်အာဟန်အစားအစာနှစ်အာကတ်အော်အာအာကောအာစောကတ်အာကတ်ယတိဥတု3အာကန်အော်အာအာကောအာရောကန်အာကန်အချင်းနဲ့4အာကုံအော်အာအာကောအိုငေါကုံအာကုံအဖိုးတရုတ်တွေမှာဆိုအကုံအမခေါ်ရမလားအဖိုးဖွားဦးနော်နံပါတ်5အာမအော်အာအာမော်အာမမိတ်မအာမဆိုအဖွားအဲ့တော့တရားတော့အော်အာအာဆိုတဲ့စာလုံးနဲ့စတဲ့စာလုံးလေးဖြစ်ပါတယ်နော်ထိုင်းစာတကယ်တမ်းလေစနစ်တကျနဲ့လေ့လာရင်အရင်မခက်ပါဘူးเนาะအရင်လွယ်တဲ့ထဲလည်းမဟုတ်ဘူးအရင်ခက်တဲ့ထဲလည်းမဟုတ်ပါဘူးအတိကတော့စနစ်တကျနဲ့အစင်လိုက်တစင်ပြီးတစင်လေ့လာဖို့တော့လိုအပ်ပါတယ်ရှင့်ဖြည်းလေးရတဲ့အစဉ်တရလေးရတဲ့အစဉ်ပေါင်းဆက်ပုံလေးရတဲ့အစဉ်အတန်တုံးအဲ့လိုပုံစံပေါ့เนาะတစင်ပြီးတစင်လေ့လာတော့ဖို့တော့လိုအပ်ပါတယ်ရှင့်โอเคค่ะအားလုံးပဲစတင်ค่ะထိုင်းစာကိုလေ့လာမယ်ဆိုရင်တော့လေ့လာလိုက်မလေ့လာလိုက်ဖတ်လိုက်မဖတ်လိုက်နဲ့ဒီလိုလို့တော့မရဘူးเนาะအမြဲတမ်းလေ့ကျင့်ပြီးတော့အမြဲတမ်းဖတ်တော့ပါအမြဲတမ်းရေးကျင့်တော့ပါလို့တော့ပြောချင်ပါတယ်ကျွမ်းကျင်စင်တီဖြစ်ချင်တယ်ဆိုရင်တော့အမြဲတမ်းလေ့ကျင့်ဖို့လိုအပ်မယ်နော်စတိခါ